မင်္ဂလာရှိသောနေ့လေးပါနော်ဟုတ်ဒီတက်မှာပြောရှင်းပါလေနော်ကြားပြီလားဗျာဒီနေပြီတက်မှာပြောရှင်းပါလေဗျာမင်္ဂလာရှိသောနေ့လေးပါဟုတ်ကဲ့ပါမင်္ဂလာရှိသောနေ့လေးပါနော်ဒီလာပါခင်ဗျာကျွန်တော်ကတော့မူပင်ခန့်မှတ်တစ်တရေး Data Phoenix Scholar မှာတက်ရေးတာဝန်ယူထားတဲ့ရေးဌာနတာဝန်ခံရဲဘော်ကိုရေးဖြစ်ပါတယ်2026နှစ်သစ်အခါသမယမှာအမှောင်ခက်ခဲတွေကနေအလင်းစီတို့ပြည်သူလူထုအနေနဲ့ညှို့လင်းချက်သစ်တွေပြန်လည်တွေ့ရှိနိုင်ပြီးမျိုးဆက်သစ်တွေခွင့်ရေးပြည့်ဝတဲ့နိုင်ငံတစ်နိုင်ငံမှာဘဝကိုတည်ဆောက်နိုင်ကြပါစေပြည်သူလူထုကပိုင်ရှင်ဖြစ်တဲ့နိုင်ငံတစ်နိုင်ငံအမြန်ဆုံးရောက်ရှိပါစေလို့ကျွန်တော်တို့မူပင်ခန့်မှတ်တစ်တရေးမှာစုမှုကောင်းတောင်းအပ်ပါတယ်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့မူပင်ခရိုင်အမတ်တစ်တရင် Data Phoenix Scholar မှာတာဝန်ထမ်းဆောင်နေတဲ့တထောက်တောင်ငံရေဘော့ရရဖြစ်ပါတယ်2026ဒီတစ်ကာလမှာစရေးပြည်သူလူအားလုံးစီလုံးညီညွတ်လာကြပြီးမတရားမှုကိုကျော်လွှားနိုင်သောစွမ်းအားကိုအတူတကွမွေးဖွားနိုင်ကြပါစေပြည်သူအကျိုးကိုအမှန်တကယ်ထမ်းဆောင်နိုင်သောနိုင်ငံရေးရည်ကျင်းမှုအသစ်တည်းရဲ့ပေါ်ပေါက်လာပါစေလို့ကျွန်တော်တို့မူပင်ခရိုင်အမတ်တစ်တရင် Data Phoenix Scholar မှာစုမှုကောင်းတောင်းအပ်ပါတယ်ကျွန်တော်ကတော့မူပင်ခရိုင်အမှတ်တစ်တရင် Data Phoenix Scholar မှာစခန်းမှုတာဝန်ကိုတာဝန်ယူထားတဲ့ရဲဘော်ရဲနောင်ဖြစ်ပါတယ်2026နှစ်တဲ့အခါသမယမှာပြည်သူ့အတံကိုလေးစားနာခံတော့အုပ်ချုပ်မှုပေါ်ပေါက်လာပြီးတရားမျှတမှုလွတ်လပ်မှုနဲ့လူ့အခွင့်အရေးတွေနိုင်ငံအနှံ့အမြင့်တည်ပါစေပြည်သူအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးငြိမ်းချမ်းသောအနာဂတ်ကိုအတူတကွတည်ဆောက်နိုင်ကြပါစေလို့ကျွန်တော်တို့မူပင်ခရိုင်အမှတ်တစ်တရင် Data Phoenix Scholar မှာစုမှုကောင်းတောင်းရပါတယ်ခင်ဗျာမင်္ဂလာရှိသောနေ့လေးပါနော်ဟုတ်ဒီတက်မှာပြောရှင်းပါလေနော်ကြားပြီလားဗျာဒီနေပြီတက်မှာပြောရှင်းပါလေဗျာမင်္ဂလာရှိသောနေ့လေးပါဟုတ်ကဲ့ပါမင်္ဂလာရှိသောနေ့လေးဖြစ်ပါပြီနော်